Honeymoon ကုန်ကြစိတ်ခံပေးမဲ့သူရှိရတောင်ဘယ်ကူမှအလဲပတ်မသွားနိုင်တဲ့ငယ်စဉ်ရဲ့နောက်ွယ်ကအကြောင်းရင်းပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မင်္ဂလာ6ပွဲတိတိကျင်းပပြီးတိုင်းပြည်ပြည်ခမ်းနားခဲ့တဲ့ငယ်စဉ်စုံတွဲရဲ့အကြောင်းကတော့ပွဲပြီးသွားတာတောင်ရေပန်းစားနေစေဖြစ်ပါတယ်ပုံမှန်ဆိုရင်ဒီလောက်ငွေကုန်ကြေးကြများတဲ့မင်္ဂလာပွဲတွေပြီးသွားရင်သူတို့သားသူတို့သမီးတွေကအေးအေးဆေးဆေးအနားယူပြီးတော့ပြည်ပနိုင်ငံတွေကို Honeymoon ထွက်လို့ရှိကြပါတယ်ဒါပေမဲ့ဟေယုရန်နဲ့ဆိုဗီယက်တစ်စင်တို့ကတော့အားလုံးထင်ထားသလိုဖြစ်မလာခဲ့ပါဘူးသူတို့နှစ်ယောက် Honeymoon မထွက်ရတဲ့ကိစ္စကပတ်စံမရှိလို့လားဆိုတော့လည်းမဟုတ်ပါဘူးအားလုံးသိကြတဲ့အတိုင်းပဲ Lucky Diamond ဆိုင်ပိုင်ရှင်တထေးကြီးဦးကျော်ကိုရိုင်ကသူတို့နှစ်ယောက်အတွက်ကန့်သက်ချက်မရှိ Honeymoon လက်ဆောင်ကိုပေးအပ်ထားပြီးသားပါကြိုက်တဲ့နေရာတော့ကြိုက်တဲ့လောက်တော့ငွေလိုရင်လှမ်းပြောဆိုတဲ့အခွင့်အရေးကြီးကိုရထားတာတောင်မှသူတို့နှစ်ယောက်ကတော့လေစိတ်ကိုမသွားဘဲရွှေဆိုင်ဖွင့်ပွဲတွေ promotion ပွဲတွေစီကိုခြေဦးလဲနေကြတာတွေ့ရပါတယ်ဒီအချက်ကပရိသတ်တွေကိုအတော်လေးစဉ်းစားရကြစေခဲ့ပါတယ်။ဘာကြောင့်သူများတွေအားကြရလောက်တဲ့ Honeymoon ခရီးစဉ်ကိုလက်လွတ်ပြီးတော့ပင်ပင်ပန်းပန်းအလုပ်တွေဆက်လုပ်နေရတာလေ။အခုတခါမှာတော့ဒီကိစ္စရဲ့နောက်ွယ်ကတကယ်အကြောင်းရင်းမှန်ကိုအနုပညာအတိုင်းဝိုင်းကနေတဆင့်သတင်းသက်တဲ့အကြားသိလာရပါတယ်။အဓိကအကြောင်းရင်းကတော့ဟေးဝရန်နဲ့ဆိုဗီယက်တစ်စင်တို့ဇနီးမောင်နှံကမကြခင်မှာရင်သွေးလေးယူဖို့စီစဉ်ထားကြလို့ပါပဲ။အိမ်တောင်ကြပြီးရတဲ့အသက်အရွယ်အရာရောမိသားစုအခြေအနေအရပါကလေးယူဖို့အစဉ်သင့်ဖြစ်နေကြပြီလို့ဆိုပါတယ်။ဒီအချက်ကပဲသူတို့ရဲ့လက်ရှိငွေရှာနေတဲ့ပုံစံကိုအဖြေပေးလိုက်တာပါ။စဉ်းစားကြည့်မယ်ဆိုရင်ဆိုဗီယက်တစ်စင်ဟာကိုဝင်ဆောင်လိုက်ပြီဆိုတာနဲ့အခုလို promotion ပွဲတွေ event တွေကိုတက်ရောက်ဖို့အတွက်ခက်ခဲသွားပါလိမ့်မယ်။တောက်ဖက်နဲ့မြင်းမြင်းစီးပြီးနိုင်ပေါင်းများစွာမတက်ရရတဲ့အလုပ်တွေမိတ်ကပ်လိမ့်ချပြီးပွဲတက်ရတဲ့အလုပ်တွေကိုခေတ္တခဏရန်နာရမယ့်အခြေအနေတွေရှိလာနိုင်ပါတယ်။အဲဒီခါကျရင်တော့အနုပညာဝင်ငွေဆိုတာကလည်းအလိုလိုရပ်တန့်သွားမှာတဘာဝပါပဲ။ဒါကြောင့်သူတို့နှစ်ယောက်ဟာမိုးရွာတော့ရေခမ်းဆိုသလိုပဲမင်္ဂလာဆောင်ပြီးစ popularity ဖြစ်ဆုံးအချိန်မှာပရိသတ်စိတ်ဝင်စားမှုအများဆုံးအချိန်မှာရသမျှပွဲတွေကိုလက်ခံပြီးတော့စီးပွားရှာနေရတာဖြစ်ပါတယ်။ကလေးမရခင်ဆက်ကြောင်းကိုဝင်မဆောင်ခင်ဆက်ကြောင်းအချိန်လေးမှာမိသားစုအတွက်ငွေကြေးခိုင်မာအောင်ကြိုတင်စုဆောင်းနေတဲ့သဘောပါ။ Lucky Diamond ဦးကျော်က Honeymoon စရိတ်ပေးမယ်ဆိုပေမဲ့ရှေ့လျှောက်ကလေးမွေးစရိတ်မိသားစုစရိတ်တွေကိုတော့ကိုယ်တိုင်ရှာဖွေရမှာပါ။တကယ်တော့ဒီဆုံးဖြတ်ချက်ကပရိသတ်တွေကြားမှာသူတို့အပေါ်အမြင်တစ်မျိုးပြောင်းသွားစေပါတယ်။အစပိုင်းတုန်းကတော့ကက်စီနေတယ်ပတ်စံမသုံးချင်ဘူးလို့ဝေဖန်ခဲ့ကြပေမဲ့အခုလိုမိသားစုအရေးကိုရှေ့ရှုပြီးတော့အရင်ကျက်စွာစဉ်းစားတတ်တာကိုသိလိုက်ရတဲ့အခါမှာလေးစားမှုတွေတိုးပွားလာကြတာပါ။ဟေးဝရန်ဟာအိမ်ထောင်ဦးစီးကောင်းတစ်ယောက်နေနဲ့ဇနီးတဲ့ကလေးအတွက်ခိုင်မာတဲ့စီးပွားရေးအခြေခံတစ်ခုကိုတိစောက်ပေးခြင်းနဲ့စေတနာကိုတွေ့ရသလိုဆိုဗီယက်တစ်စင်ကလည်းခင်မွန်းတဲ့ရဲ့ဦးဆောင်မှုနောက်ကိုလိုက်ပြီးတော့အပင်ပန်းခံကစူးစမ်းရှာဖွေနေတဲ့ဇနီးကောင်းပီသားမှုကိုပြသနေပါတယ်။ဒါဟာခေတ်လူငယ်ဇနီးမောင်နှံတွေအတွက်အတူယူစရာစံနမူနာအကောင်းတစ်ခုပါပဲ။ဒါကတကယ်ကိုရင့်ကျက်ပြီးတော့အမျှော်မြင်ရှိတဲ့လုပ်ရက်လို့ဆိုရမှာပါ။ပျော်ပါဖို့ထက်မိသားစုအနာဂတ်အတွက်လက်တွေ့ကျကျတွေးခေါ်ပြီးတော့ပြင်ဆင်နေကြတာပါ။ Honeymoon ဆိုတာနောက်မှသွားလဲရပေမဲ့ငွေရှာလို့ကောင်းတဲ့အခွင့်အရေးဆိုတာကတော့ခဏလေးပဲရတတ်တာမျိုးပါ။ကဲပရိသတ်ကြီး Honeymoon အလကားသွားခွင့်ရတာတောင်မသွားပဲနောင်လာမယ့်ရင်သွေးလေးအတွက်ကြိုတင်ပြင်ဆင်ပြီးတော့ငွေရှာနေတဲ့ငယ်စဉ်စုံတွဲရဲ့စီးပွားရေးအမြင်ကိုဘယ်လိုသဘောရလဲတကယ်ကိုအိမ်ထောင်ဦးစီးပြီးသားတဲ့တွေးခေါ်မှုလို့ထင်လားမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်